ကိုကြိုက်တဲ့အရာတွေနဲ့ပတ်သက်ပြီးပြောဖို့အရန်အသုံးဝင်တဲ့ speaking pattern 3 ခု I prefer to ဒီအဓိပ္ပာယ်လေးကတော့ကိုက A ထက် B ကိုပိုကြိုက်တယ်ဆိုပြီးတော့နှစ်ခုရှင်ပြီးပြောတဲ့အခါမှာသုံးရပါတယ်သူ့ရဲ့ pattern လေးက I prefer အနောက်မှာကိုပိုပြီးတော့ကြိုက်တဲ့အရာကို noun အနေနဲ့ထည့်မယ်ပြီးရင် to ရဲ့နောက်မှာတော့ကိုတိတ်မကြိုက်တဲ့အရာကို noun အနေနဲ့ထည့်မယ်ဥပမာ coffee ထက်လက်ဖက်ရည်ကိုပိုကြိုက်တယ်ဆိုရင်I prefer tea to coffee နောက်တစ်ခု TV ကြည့်ရတာထက်စာဖတ်ရတာကိုပိုကြိုက်တယ်ဆိုရင်တော့ I prefer reading to watching TV ဒုတိယတစ်ခု I am a big fan of သူ့တော့တစ်ခုခုကိုကအယူမှုဆွဆွလန်းလန်းကြိုက်နေရဆိုလို့ရှိရင်သုံးလို့ရပါတယ်သူ့ရဲ့ pattern လေးက I am a big fan of ရဲ့အနောက်မှာကိုအရင်ကြိုက်ရတဲ့အရာကို noun အနေနဲ့ထည့်ပါဥပမာ K-pop ကိုအယူမှုကြိုက်တယ်ဆိုရင် I am a big fan of K-pop ဒါမှမဟုတ်ဘောလုံးကစားရတာကိုအယူမှုကြိုက်တယ်ဆိုရင် I am a big fan of football နောက်ဆုံးတစ်ခု I enjoy ကိုကကြိုက်တာထက်ပိုပြီးတော့တစ်ခုခုကိုသဘောကျနှစ်သက်နေရဆိုလို့ရှိရင်သုံးလို့ရပါတယ်သူ့ရဲ့ pattern လေးက I enjoy အနောက်မှာကိုသဘောကျနှစ်သက်တဲ့အရာကို noun ဒါမှမဟုတ် verb ing form လေးနဲ့ရေးလို့ရပါတယ်ဥပမာအသက်ဆန်းတွေလေ့လာရတာသဘောကျရဆိုရင် I enjoy learning new things ဒါမှမဟုတ်သချင်းနားထောင်ရတာကိုသဘောကျရဆိုရင် I enjoy listening to music